ဒီနေ့ကတော့ကျွန်တော်တို့ကကဦးမြို့မှာကြီးဆောင်နေတဲ့နှစ်ထပ်အဆောက်အဦလေးပေါ့နော်။ဒီကားကင်မင်ကပြုလုပ်တာဖြစ်ပါတယ်။ဒီမြန်မာပြည်ရဲ့တတိထုံးစံအရာပေါ့နော်။ကျွန်တော်တို့အိမ်ဆောက်တဲ့အခါမှာမင်္ဂလာ၃ခုပြုလုပ်လေးရှိကြရပေါ့နော်။ပထမဆုံးကတော့ပငယ်ရိုက်မင်္ဂလာပေါ့နော်။နောက်တစ်ခါကတော့အခါတိုင်းကျူမင်္ဂလာပေါ့နော်။အခုတတိယမြောက်ကတော့ဒီကားကင်မင်္ဂလာကိုခေါ်ကြပါတယ်။အရင်ကတော့ကျွန်တော်တို့ဒီကားကင်မင်္ဂလာကအသားအငယ်မြန်မာယူရာကက်ကြတာဆိုတော့သူကတိုင်ငယ်ထောင်ပြီးတော့မှกินရတယ်ဆိုရဲအလေးထားငယ်သွားရပေါ့နော်ခုနောက်ပိုင်းကတော့ကျွန်တော်တို့က RC လေးကားကြီးဖြစ်လာတာဖြစ်တဲ့အတွက်ဒီလေးကားกินငယ်ကိုခေါင်းမဲ့ငယ်မှာပြုလုပ်ရတာဖြစ်ပါတယ်မင်္ဂလာအခါကြီးဘယ်ချိန်မှာလုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုရဲမင်္ဂလာအစီအစဉ်နဲ့အတူတွက်ချက်မှုတွေအချိန်တွေကိုအကြည့်ကြရအောင်လိုက်လုပ်ကြရခဲ့ဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီနေ့မှာကျွန်တော်မငတ်9ငါးခွဲပြီးမှာကျွန်တော်တို့ပြုလုပ်ပြီးစီးခဲ့ရဖြစ်ပါတယ်ခင်ဗျာအချိန်လုံးကကျွန်တော်တို့ပေကားကိုတန်ရှင်းရေးလုပ်ကြတယ်ပြီးတော့ကျွန်တော်တို့ဖျားအမှုရှိတဲ့လူတော်ကောင်းတွေအားလုံးအတွက်ကြည်စုပြီးတော့ပေါ့နော်ကျွန်တော်တို့ကြော်ပွဲပေးကြတယ်ဖျားအာယုံပြုတ်ပြီးတော့ကျွန်တော်တို့ထူတောင်းကြတယ်ကုသိုလ်တွေကိုခံရပိုင်ရတွေတက်ခံရပုံကိုယ်တွေအားလုံးအတွက်ကျွန်တော်တို့အမြတ်ကမ်းပေးဝေကြတယ်ပေါ့နော်အဲ့လိုမျိုးဒီတလေးထုံးစံလေးတွေကိုကျွန်တော်တို့လုပ်ကြရတယ်ပေါ့ခင်ဗျာဒါပြီးရဲ့နောက်မှာတော့ကျွန်တော်တို့ကဒီအမွေးငင်တာပေါ့နော်အမွေးငင်တာလေးတွေကိုကျွန်တော်တို့ပေကားနဲ့အနီးတစ်ဝိုက်ကိုကျွန်တော်တို့ပတ်ဖြန်းနေပြီးတော့ဒါကတော့ကျွန်တော်လေကားပြင်မို့လို့အတွက်မင်္ဂလာအချိန်မှာကျွန်တော်တို့အမွေးငင်တာကြီးကိုးကွက်ကိုအင်ရှင်ကိုယ်တိုင်ဒါလေးကငောင်းပေးနေရဖြစ်ပါတယ်ဒါပြီးရဲ့နောက်မှာတော့ဒါကတော့ချစ်စရာကောင်းတဲ့မြန်မာတွေရဲ့ကလေးထုံးစံပေါ့နော်အင်ရှင်တွေကဒီဆောက်လုပ်ရေးလုပ်သားတွေကျွန်တော်တို့အင်ရှင်တွေအခါရှိရဲ့ဒီအိမ်ကိုကြီးဆောက်ပေးနေကြတဲ့လူတွေအကုန်လုံးအတွက်လက်ဆောင်လေးတွေပြီးကြတယ်ပေါ့နော်ပြီးပြီးရဲ့နောက်မှာတော့ကျွန်တော်တို့အောင်မွေးခံတဲ့အနေနဲ့ရွှေမုံဝင်မိုးတွေရွာကြတာဖြစ်ပါတယ်ခင်ဗျာရွှေမုံဝင်မိုးရွာရဲဆိုတော့သူကတော့ဗာလဲဆိုရင်ပကံကြီးပေါက်ကြီးဒါတွေကိုအပေါ်ကနေအောက်ကိုကျဲချရတဲ့ဘောလေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အောက်ကကျွန်တော်လေပါကြီးကျွန်တော်ခိုင်အင်ဂျင်နီယာကြီးပျော်ပပဂုံပြုတဲ့အနေနဲ့ဝိုင်းပြီးတော့